ဖေရင်းရဲ့နာရေးခန်းနာရှိမှာကျန်းလင်တယောက်ဒူးထောင်ကိုကျွေးနေတယ်။ဒါပေမဲ့ရက်ဆက်လာတဲ့ရောက်ခမကြီးကတော့ဒေါသတကြီးနဲ့နာရေးမန်တက်ကိုအခုချက်ချင်းဖြတ်ခိုင်းတယ်။ဒီနေ့ကသူမရဲ့သားမင်္ဂလာဆောင်ရက်မှုလို့နမိတ်မကောင်းဘူးဆိုပြီးလာပြဿနာရှာတာပါ။ဝေကောင်းစားလာတွေနဲ့ရောက်လာတဲ့ရောက်ဖဖြစ်သူကလည်းကျန်းလင်ရဲ့အဖေနာရေးစရိတ်ကိုကုမ္ပဏီကတပြားတစ်ချက်မှခွင့်မပြုဘူးလို့ဆိုလာတယ်။ပြီးတော့အိမ်မှာတမတ်အဖြစ်ကတ်နေတာ3နှစ်ရှိပြီဖြစ်ပြီးဘဏ်အကောင့်ထဲရွှန်1000တောင်မရှိတဲ့အတုံးမကြတဲ့ကောင်ဆိုပြီးလူကြားထဲမှာနှိမ်ချစော်ကားတယ်။ဘေးနားကလူအုပ်ကြီးကလည်းမိမကြွေတာထိုင်စားနေတဲ့အောက်ခြေသိမ်းသမတ်ပဲ။သူ့အဖေကလည်းတောကလေသမားပဲဟာ။ပေတော့လည်းဘာဖြစ်လဲဆိုပြီးဝိုင်းခဲ့ရကြတယ်။အဲ့ဒီအချိန်မှာကျန်းလင်ရဲ့ဇနီးချန်ရှူရောက်လာပေမဲ့သူမကလည်းနေယောက်ျားဘက်ကမရက်တည်ပေးပါဘူး။မောင်ဖြစ်သူရဲ့မင်္ဂလာပွဲမျက်နှာပြင်မှာဆိုလို့ဒီနာရေးခန်းသားကိုအမြန်ဖြတ်ဖို့ပဲဖိအားပေးလာတယ်။ကျန်းလင်ကအဖေဆုံးတာ3ရက်ပဲရှိသေးလို့ထုံးစံအရ9ရက်ထားချင်ပါတယ်လို့တောင်းပန်ရှာတယ်။ဒါပေမဲ့ရောက်ခမကြီးကတော့တမတ်ဖြစ်သူမှာဘာဆုံးဖြတ်ပိုင်ခွင့်မှမရှိဘူးလို့ဆိုပါ။ဝယ်ထားတဲ့အုတ်ကူနေရာကိုပါဖျက်သိမ်းပြီးအယိုးပြာကိုမြစ်ထဲပဲမျောလိုက်လို့အမိန့်ပေးတယ်။ဒီနေ့အတွင်းအပီးမီးတကြိုဖို့နဲ့ညဘက်မင်္ဂလာပွဲကိုလာမနှောက်ယှက်ဖို့ပါအော်ဟစ်ငောင်းငန်းပါသေးတယ်။အဖေဆေးရုံတက်တုံးကခွဲစိတ်ဖို့ရွှန်8သိန်းတောင်းတုံးကကုမ္ပဏီမှာပတ်စံမရှိဘူးလို့ညင်းခဲ့တယ်။ဒါပေမဲ့မောင်ဖြစ်သူမင်္ဂလာဆောင်နဲ့တင်တောင်းပတ်စံအတွက်ကြတော့ရွှန်9သိန်းကျော်အလွယ်တကူသုံးနိုင်တာကိုကျန်းလင်ထောက်ပြလိုက်တယ်။အဲ့ဒီအခါမှာတော့ရောက်ဖဖြစ်သူကမင်းဖေကိစ္စကမင်းတို့ကျန်းမိသားစုကိစ္စလေ။မင်းမအရေးချင်းမရှိတာဘသူ့ကိုအပြစ်တင်မလဲလို့ပြန်လဲစော်ကားတယ်။ဒီမိသားစုရဲ့အတနဲ့ရက်စက်မှုတွေကိုအဆုံးစွန်အထိတည်သွားခဲ့တဲ့ကျန်းလင်တယောက်နောက်ဆုံးတော့ချန်မိသားစုနဲ့အပီးတိုင်လမ်းခွဲဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဇနီးဖြစ်သူကဒီတကားကထွက်သွားရင်ကွာရှင်းမယ်နောင်တမရနဲ့လို့ချင်းချောက်ပေမဲ့လည်းကျန်းလင်ကတော့လှည့်မကြည့်ပဲထွက်ခွာခဲ့ပါပြီ။အသက်ရှင်နေတဲ့လူကိုကရိယာလိုသုံးပြီးတေသွားတဲ့လူကိုဝင်ထုတ်ဝင်ပိုးလို့တတ်မှတ်တဲ့ဒီလိုမိသားစုမျိုးကိုသူဆက်ပြီးတွေ့တာစရာအကြောင်းမရှိတော့ပါဘူး။ဒါပေမဲ့ကိုဖေရင်းကိုနှိမ်ချသွားတဲ့ချန်မိသားစုအပေါ်ကျန်းလင်ရဲ့ရင်ထဲမှာတော့နာကြီးမှုတွေကမီးဟုံးဟုံးတောက်လို့နေပါပြီ။အဖေအရင်ဘဝတုန်းကကျွန်တော်အဖေကိုမကယ်တင်နိုင်ခဲ့ဘူး။ဒါပေမဲ့ဒီဘဝမှာတော့ချန်မိသားစုကလူတိုင်းကိုအဖေအတွက်လက်စားချေပေးမယ်။အပြင်မှာမိုးတွေတဲတဲမဲမဲရွာနေတဲ့အချိန်ဟောင်းနှွမ်းပျက်စီးနေတဲ့အခန်းကျင်းလေးထဲမှာကျန်းလင်ရောက်နေတယ်။ဇနီးဖြစ်သူချန်ရှူကမိုးရေထဲကနေလိုက်လာပြီးဒီလိုနေရာမျိုးမှာလာပုံးနေပြီးချန်မိသားစုရဲ့မျက်နှာကိုအဆက်ခွဲနေတာလား။အလုံးမရှိပတ်စံမရှိတဲ့ရှင်ကိုကျမတို့ကပဲကြွေးထားရတာလေးလို့អော်တယ်။အဲ့ဒီအခါမှာတော့ကျန်းလင်ကလှောင်ပြုံးပြုံးရင်အမှန်တရားကိုစပြောပါတော့တယ်။ချန်မိသားစုရဲ့လုပ်ငန်းဟာလွန်ခဲ့တဲ့3နှစ်ကအကျွေးတန်း900နဲ့ဒေဝါလီခံရတော့မယ့်အခြေအနေဖြစ်ခဲ့တာပါ။ကျန်းလင်ရဲ့အရေးချင်းကြောင့်သာချန်ရှူရဲ့အဖေကသူ့ကိုတားမှတ်အဖြစ်အတင်းတော်ဆက်ခဲ့တာဖြစ်ပါတယ်။အိမ်တော်မပြုတ်ခင်မှာလည်းပိုင်ဆိုင်မှုအားလုံးကိုချန်မိသားစုစီပဲအနံ့ရမယ်ဆိုတဲ့စာချုပ်ကိုအတင်းလက်မှတ်ထိုးခိုင်းခဲ့တာပါ။ကျန်းလင်ကကုန်သည်တွေစီဒူးထောက်ပြီးရှာဖွေပေးခဲ့တဲ့ရင်းနှီးမြှုပ်နှံမှုတွေကုမ္ပဏီအတွက်ရှာပေးခဲ့တဲ့တန်ပေါင်းရာချီတဲ့ပိုင်ဆိုင်မှုတွေအားလုံးဟာချန်မိသားစုနာမည်အောက်ရောက်သွားခဲ့တာဖြစ်ပါတယ်။ကျန်းလင်ကစပွဲတင်အန်ဆွဲတွေကနေ3နှလုံးလုံးကုမ္ပဏီအတွက်အလုပ်လုပ်ပေးခဲ့တဲ့တပ်တွေတွေနဲ့စာချုပ်စာတမ်းအထောက်အထားတွေကိုထုတ်ပြလိုက်တယ်။ရောက်ခမကြီးဝတ်ထားတဲ့340တန်ကြောက်စိမ့်ဆွဲကြိုးရောက်ဖဖြစ်သူစီးနေတဲ့320တန်ပေါ်ရှည်ကအားလုံးဟာကျန်းလင်ရဲ့သွေးနဲ့ချွေးတွေနဲ့ဝယ်ပေးထားတာပါ။ချန်ရှုကတုံ့နှုတ်ပြီးမျက်ရည်ကျသွားပေမဲ့ကျန်းလင်ရဲ့အကြည့်တွေကတော့အေးဆက်ခတ်ထန်နေပါပြီ။ရောက်ခမကသူ့ကိုစာချုပ်နဲ့ချီနှောင်ပြီးကျန်တယောက်လိုအသုံးချခဲ့ပေမဲ့အခုတော့သူ့မှာထောက်ထားစရာအဖေလည်းမရှိတော့ပါဘူး။ကျန်းလင်ကမနက်ဖြန်မနက်9နာရီမှာကုမ္ပဏီရဲ့ဥပဒေရေးရာဌာနကိုကိုယ်တိုင်လာခဲ့မယ်လို့ပြောလိုက်တယ်။ချန်မိသားစုသူ့စီကနေမတရားရယူထားတာမှန်သမျှအားလုံးကိုတရားဥပဒေအတိုင်းပြန်သိမ်းဆည်းပြီးလက်စားချေတော့မယ်ဆိုတာကြေညာလိုက်တယ်။ချန်မိသားစုရဲ့အစည်းအဝေးခန်းမကြီးထဲမှာဖြစ်ပါတယ်။ဥက္ကဋ္ဌကြီးချန်ကိုလျန်ကဒီနေ့အစည်းအဝေးကတော့ရှယ်ယာရှင်အစ်စ်ကိုမိတ်ဆက်ပေးဖို့ဖြစ်တယ်လို့မန်ပါပါနဲ့ကြေညာလိုက်တယ်။အဲဒီနောက်ရောက်ဖဖြစ်သူကကျန်းလင်ကိုလှောင်ပြောင်တဲ့အကြီးနဲ့ကြည့်ပြီးမင်းကိုအထွေထွေမန်နေဂျာယာရူးကနေထုတ်ပယ်လိုက်ပြီးဒီမှာ3000နှစ်နာကြီးယူပြီးမင်းရဲ့အညာသားဖေအုတ်ကူစီပဲပြန်သွားတော့လို့စော်ကားပါတယ်။ချန်မိသားစုဝင်အားလုံးကလည်းကျန်းလင်ကိုအထင်သေးတဲ့မျက်လုံးတွေနဲ့ဝိုင်းကြည့်နေကြတာပါ။ဒါပေမဲ့ကျန်းလင်ကတော့စပွဲမှာအေးအေးလူလူထိုင်နေရင်းကနေမင်းတို့ပြောလို့ပြီးပြီလားဆိုပြီးမတက်ရက်လိုက်ပါတယ်။ပြီးတော့ချန်ကိုလျန်မင်းအခုထိဘာတွေဖြစ်နေလဲမသိသေးဘူးပဲလို့အေးဆက်စွာပြောလိုက်တယ်။တကယ်တော့ချန်မိသားစုလုပ်ငန်းရဲ့ရှယ်ယာ60%ကျော်ကိုကျန်းလင်ကတိတ်တဆိတ်ပြန်ဝယ်ယူထားပြီးဖြစ်ပါတယ်။အခုကုမ္ပဏီရဲ့အဓိကအာဏာပိုင်အစုရှယ်ယာရှင်ကြီးဟာကျန်းလင်ကိုယ်တိုင်ပါပဲ။ကျန်းလင်ကစာချုပ်စာတမ်းတွေကိုစပွဲပေါ်ပြစ်တင်လိုက်ပြီးအခုကစပြီးချန်မိသားစုကိုငါကိုယ်တိုင်စကားပြောမယ်လို့ရဲရဲဝင်ဝင်ကြေညာလိုက်တဲ့အခါမှာတော့တခန်းလုံးကလူတွေအားလုံးတွေးပြတ်တုန်လှုပ်သွားကြတယ်။ဥက္ကဋ္ဌကြီးချန်ကိုလျန်ရဲ့ရုံးခန်းထဲမှာယုံကြည်ရတဲ့ရှေ့နေဖြစ်သူကခြောက်ခြားစွာနဲ့အစီရင်ခံစာလာတင်တယ်။ရှေ့နေကဥက္ကဋ္ဌကြီးကျန်းလင်တင်ပြထားတဲ့အထောက်အထားတွေကရာနှုန်းပြည့်ခိုင်မာနေပါတယ်။ကုမ္ပဏီရဲ့ငွေကြေးစည်းစိမ်မှုမှတ်တမ်းအားလုံးဟာကျန်းလင်ကအဓိကရင်းနှီးမြှုပ်နှံသူနဲ့အမှန်တကယ်လုပ်ငန်းလည်ပတ်သူဖြစ်ကြောင်းသက်သေပြနေတယ်လို့ပြောလိုက်ပါတယ်။ဒါရင်မကသေးပါဘူး။ချန်ကိုလျန်ရဲ့ကိုယ်ပိုင်လက်မှတ်တွေနဲ့တမိဖြစ်သူချန်ရှုနာမည်နဲ့ပိုင်ဆိုင်မှုအားလုံးဟာလည်းကျန်းလင်ရဲ့အစီအမံအောက်မှာပဲရှိနေခဲ့တာပါ။ရှေ့နေကဒီစာရွက်စာတမ်းတွေသာတရားရုံးရောက်သွားရင်ကုမ္ပဏီရဲ့ရှယ်ယာ51%ကျော်ကိုကျန်းလင်ကတရားဝင်ပြန်သိမ်းပိုက်သွားမှာပါ။အဆိုးဆုံးကတော့ချန်မိသားစုရဲ့ပိုင်ဆိုင်မှုအားလုံးကိုလင်မယားပူးတွဲပိုင်ဆိုင်မှုအဖြစ်သတ်မှတ်ပြီးပြန်လည်ခွဲဝေပေးရလိမ့်မယ်လို့ဆက်ပြောပါတယ်။အဲဒီအခါမှာတော့တသက်လုံးမှန်တက်ခဲ့တဲ့ဥက္ကဋ္ဌကြီးချန်ကိုလျန်ဟာဒေါသနဲ့ထိတ်လန့်မှုကြောင့်မျက်မှန်ကိုကြစ်ကြစ်ပါအောင်စုပ်ကိုင်ရင်းတွေးပြတ်သွားတယ်။တစ်ချိန်ကအထင်သေးခဲ့တဲ့တမတ်ဖြစ်သူကျန်းလင်ဟာချန်မိသားစုကိုလုံးဝချုပ်ကင်လိုက်ပြီဆိုတာကိုသိသွားတယ်။အဲခန်းထဲမှာသမီးဖြစ်သူချန်ရှုကမျက်ရည်တွေဝဲရင်းအမေဖြစ်သူကိုစိတ်ပြတ်အားရောစွာနဲ့မေးခွန်းထုတ်နေတယ်။ချန်ရှုကအမေသမီးကိုအမှန်အတိုင်းပြောစမ်းပါ။အဖေကုမ္ပဏီကနေပတ်စံတွေဘလောက်တောင်ခိုးထုတ်ခဲ့တာလဲလို့ငိုယိုပြီးမေးလိုက်ပါတယ်။ဒါပေမဲ့အမေဖြစ်သူကတော့မျက်နှာသေးနဲ့ပဲသူကကုမ္ပဏီအတွက်နေရောညပါအလုပ်လုပ်ခဲ့တာ။နင်ကဘာလို့သူ့ကိုတန်တရားဝင်နေတာလဲလို့ပြန်អော်တယ်။
ချန်ရှုကပိုပြီးစိတ်မကောင်းဖြစ်သွားကဒါပေမဲ့ကုမ္ပဏီမှာငွေကြေးပြက်လက်မှု3 ကြိမ်တောင်ဖြစ်ခဲ့တာလေအဲ့ဒီချိန်တိုင်းကုမ္ပဏီမပြိုလဲအောင်ကျန်းလင်တယောက်တည်းပဲအကျွေးတွေဆက်ပန်ကနေချေးငွေတွေရအောင်လိုက်တောင်းပန်ပြီးအသက်ဆက်ပေးခဲ့ရတာအခုကျန်းလင်ထုတ်ပြတဲ့ထောက်ထားတွေမှာလည်းအမေရဲ့ကိုယ်ပိုင်လက်မှတ်တွေအားလုံးပါနေတယ်လို့အမှန်တရားကိုချပြလိုက်တယ်အဲ့ဒီအခါမှာတော့လောဘဇော်တက်နေတဲ့အမေဖြစ်သူကစိတ်ပတိကိုကိုင်ရင်လက်မှတ်ထိုးတာဘာဆန်းလို့လဲသူကချမ်းမီသားစုရဲ့တမတ်ပဲချမ်းမီသားစုအတွက်အလုပ်ကျွေးပြုရမှာသူ့တာဝန်ပဲပေါ့နင်ကငါသမီးဖြစ်ပြီးတော့ဘာလို့အမေဘက်ကမစင်စားပေးရတာလဲလို့ပြန်ပြောပါတော့တယ်အမေဖြစ်သူရဲ့အတ္တကြီးပြီးမတရားတဲ့စကားလုံးတွေကြောင့်ချန်ရှုတယောက်ရင်ကွဲမတက်ခံစားနေရတယ်ရုံးခန်းထဲမှာရှေ့နေကစပွဲပေါ်ကစာရွက်စာတမ်းတွေကိုတေချာစစ်ဆေးပြီးနောက်ရှေ့မှာထိုင်နေတဲ့ကျန်းလင်ကိုလှမ်းကြည့်လိုက်တယ်ရှေ့နေကစိတ်ချလက်ချနဲ့ဒီအမှုမှာကျွန်တော်တို့အနိုင်ရဖို့ဘာပြဿနာမှမရှိဘူးဒါပေမဲ့တခုတော့ရှိတယ်တကယ်လို့သူတို့ဘက်ကအချိန်ဆွဲခြင်းနေဆိုရင်အလွယ်ဆုံးနည်းလမ်းကတော့ခမားကိုအိမ်အောင်ရေးဖောက်ပြန်နေဆိုပြီးတရားစွဲတာမျိုးပဲလို့သတိပေးလိုက်တယ်ကျန်းလင်ကတော့တည်ငြိမ်တဲ့မျက်နှာနဲ့ပဲရှေ့နေပြောသမျှကိုနားထောင်နေတယ်ရှေ့နေကဆက်ပြီးဒါနဲ့ချန်ရှုရဲ့အဖေကကုမ္ပဏီရဲ့ငွေကြေးစည်းစိမ်မှုတွေမိသားစုပိုင်ရှယ်ယာဖွဲ့စည်းပုံတွေကိုရှုပ်ထွေးအောင်လုပ်ထားတယ်ပြီးတော့ကျွန်တော်တခြားစိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုကိုလည်းစုံစမ်းမိသေးတယ်လို့ပြောလိုက်တယ်ကျန်းလင်ကစိတ်ဝင်စားသွားပြီးပြောပါအောင်လို့မေးလိုက်တဲ့အခါရှေ့နေကဒီညမှာအမျိုးသမီးတစ်ယောက်ကခမားတို့ရဲ့အပတ်မှန်ဘေးနားကဟိုတယ်ခန်းတို့တစ်ခုကိုဘုကင်လန်းလုပ်ထားတယ်သူကဘယ်သူလဲသိလားစုံမတ်ယူတဲ့သူကနီးစပ်ရာမျိုးကနာမည်ကြီးလိုက်ထွေးနေသူတစ်ယောက်ပဲလို့လျှို့ဝှက်ချက်ကိုဖော်ထုတ်လိုက်တယ်ရှင်းနေကလက်ထဲကစာရွက်စာတမ်းတွေကိုဖတ်ရင်းသူမကအခုတလုံးမှပဲဒီမျိုးကလူကုန်ထန်တချို့နဲ့စပြီးပတ်သက်လာတာလို့ပြောတယ်ချန်မီသားစုရဲ့သမီးဖြစ်သူချန်ရှုနဲ့အမေဖြစ်သူဝမ်ကွေးမင်းတို့ဟာအိမ်တော်ရဲ့ထမင်းစပွဲမှာမနက်စာစားရင်တက်တောင့်တက်တာစကားပြောနေကြတယ်အဲ့ဒီအချိန်မှာအိမ်ဖော်မျိုးသမီးကအပြင်မှာလူတွေရောက်နေတယ်လို့ဖြူဖြောတဲ့မျက်နှာနဲ့အလောတကြီးလာသတင်းပို့လိုက်တယ်ချက်ချင်းဆိုသလိုပဲအိမ်တော်ရဲ့တကားမကြီးပွင့်သွားပြီးယူနီဖောင်းပြည့်စုံဝတ်ဆင်ထားတဲ့တရားရုံးဝန်ထမ်းတွေဝင်ရောက်လာတယ်ဦးဆောင်လာတဲ့အရာရှိကတင်းကြီးပြတ်သားတဲ့လေတံနဲ့ဒီမှာဝမ်ကွေးမင်းရှိပါသလားလို့မေးမြန်းလိုက်တဲ့အခါဝမ်ကွေးမင်းကလက်ထဲကကော်ဖီခွက်ကိုကင်ထားရင်းနဲ့ကျမပါဘာကိစ္စရှိလို့လဲလို့မျက်မှောင်ကုပ်ပြီးမန်ပါပြန်မေးလိုက်တယ်အရာရှိကလက်ထဲကတရားဝင်စာရွက်စာတမ်းတွေကိုဖွင့်ပြရင်းကျွန်တော်တို့ကမြို့နယ်ပြည်သူ့တရားရုံးကဝန်ထမ်းတွေဖြစ်ပါတယ်အမှုတွဲနံပါတ်326အရာချန်ရှုနဲ့ကျန်းလင်တို့ရဲ့အိမ်အောင်ရေး၊ကွာရှင်းမှုနဲ့ပိုင်ဆိုင်မှုခွဲဝေရေးအမှုအတွက်တရားဝင်လာရောက်အကြောင်းကြားတာဖြစ်ပါတယ်လို့ပြောတယ်။ဒီစကားကိုကြားလိုက်ရတဲ့အခါချန်ရှုနဲ့ဝမ်ကွေးမင်းတို့သားအမိ2ယောက်စလုံးမျက်လုံးပြူးသွားပြီးအကြီးအကျယ်တုန်လှုပ်ခြောက်ခြားသွားကြတယ်။သူတို့နှိမ်ချခဲ့တဲ့တမတ်ကျန်းလင်ကဥပဒေကြောင်းအရပထမဆုံးအကွက်ရွှေ့ပြီးခလဲစားချေမှုစတင်လိုက်တာကြောင့်ဖြစ်ပါတယ်။စေယုံခန်းတွင်းမှာချန်မီသားစုရဲ့အိမ်အောင်ဦးစီးချန်ကော်လျန်ဟာနှာခေါင်းပိုက်တက်ဆင်ထားရပြီးအသက်ရှူဆက်ရဲ့အကူအညီနဲ့အားနည်းစွာလှဲလျောင်းနေရရှာတယ်။ဘေးနားမှာတော့ဇနီးဖြစ်သူဝမ်ကွေးမင်းကမျက်ရည်ဆက်လက်နဲ့ဝမ်းနေပူဆွေးနေပြီးသားဖြစ်သူကလည်းစိုးရိမ်တကြီးကြည့်ရှုနေတယ်။အဲ့ဒီအချိန်မှာပဲတကားပွင့်သွားပြီးတည်ငြိမ်ထက်မြက်တဲ့ပုံစံစမတ်ကြတဲ့ဝတ်စုံပြည့်နဲ့ကျန်းလင်ဟာရှေ့နေတူကိုခေါ်ဆောင်ကအခန်းထဲကိုရဲရဲဝံ့ဝံ့ဝင်ရောက်လာတယ်။သားဖြစ်သူကဒေါသတကြီးနဲ့ကျန်းလင်ကိုတွန်းထုတ်ဖို့စ조사ပေမဲ့ကျန်းလင်ရဲ့အေးဆက်ဆက်အကြည့်တွေအောက်မှာဘာမှမတက်နိုင်ပဲနောက်ဆုတ်သွားခဲ့ရတယ်။ကျန်းလင်ကချန်ကော်လျန်ရဲ့ကတင်ချေရင်းမှာရက်လိုက်ပြီးလက်ထဲကကွာရှင်းပြက်စဲရေးနဲ့ပိုင်ဆိုင်မှုသဘောတူညီချက်စာချုပ်ကိုချပြလိုက်တယ်။ချန်ကော်လျန်ကျွန်တော်ဒီနေ့လာတာခမည်းအတွက်နောက်ဆုံးခွင့်ရေးပေးဖို့ပဲ။ဒီစာချုပ်မှာလက်မှတ်ထိုးပြီးကုမ္ပဏီရဲ့ရှယ်ယာ51%ကိုကျွန်တော်စီပြန်လွှဲပေးပါ။ပြီးရင်ခမည်းတို့ချန်မီသားစုဝင်တွေအားလုံးကုမ္ပဏီရဲ့စီမံခန့်ခွဲမှုအလွှာကနေတယောက်မကျန်ထွက်ခွာသွားကြရမယ်။ဒီစကားကိုကြားတော့ဝမ်ကွေးမင်းကဒေါသတကြီးနဲ့ကျန်းလင်ကိုအော်ဟစ်ဆဲဆိုပါတော့တယ်။နင်ကဘာမို့လို့ခွင့်ရေးလာပေးရတာလဲ။ငါယောက်ျားကိုဒီလိုဖြစ်အောင်လုပ်ထားပြီးတော့နင်ဘာတွေထက်လို့ချင်းသေးတာလဲ။ကျန်းလင်ကဝမ်ကွေးမင်းကိုဂယုမဆိုင်ပဲကုတင်ဘော်ကချန်ကော်လျန်ကိုသာစိုက်ကြည့်ရင်အေးဆက်စွာဆက်ပြောပါတယ်။လက်မှတ်မထိုးဆိုရင်တော့ဥပဒေကြောင်းအရဆက်သွားရုံပဲ။အဲ့ဒီအချိန်ကျရင်ခမည်းတို့ပိုင်နဲ့ဘယ်ပိုင်ဆိုင်မှုမှကျန်တော့မှာမဟုတ်ဘူး။အခုခမည်းလဲနေတဲ့စေယုံကတင်ပါမကျန်သိမ်းဆည်းခံရလိမ့်မယ်။ချန်ကော်လျန်ကအသက်ကိုခက်ခက်ခဲခဲရှူရင်းနဲ့ကျန်းလင်မင်းတကယ်ပဲအကုန်လုံးကိုအမြင့်ပြတ်တတ်ချင်တာလားငါကမင်းရဲ့ရောက်ခမပဲလေလို့အားကိုတကြီးပြောရှာတယ်ရောက်ခမဟုတ်လားခမည်းဘယ်တော့ကကျွန်တော်ကိုတမတ်တယောက်လိုဆက်ဆံခဲ့ဘူးလို့လဲခမည်းတို့မိသားစုအတွက်ပတ်စံရှာပေးရတဲ့ခွေးတကောင်လိုပဲသဘောထားခဲ့တာမဟုတ်ဘူးလားချန်ကော်လျန်ကဒေါသနဲ့နောင်တရောပြီးအတိတ်ကကျန်းလင်ရဲ့ဖခင်အတွက်လိုအပ်တဲ့ငွေကြေးကိုမကူညီခဲ့တာတွေဟာငွေကုန်သက်သာအောင်လုပ်ပေးခဲ့တာပါဆိုပြီးစင်ကြေပေးဖို့ကြိုးစားတယ်ဒါပေမဲ့အဲ့ဒီစကားကကျန်းလင်ရဲ့ဒေါသကိုပုံမှုအရှိန်မြင့်ပေးလိုက်တယ်လို့ဖြစ်သွားတယ်ကျန်းလင်ဟာကိုတင်နာကိုတဖြည်းဖြည်းတိုးကပ်သွားပြီးချန်ကော်လျန်ကိုတေချာစိုက်ကြည့်ကသတိပေးလိုက်တယ်ချန်ကော်လျန်တေချာနားထောင်စမ်းခမည်းပါဇက်ကနေကျွန်တော်အဖေเจ้าကိုနောက်တစ်ခါထပ်ပြောတာကြားရရင်ခမည်းတို့ချမ်းမီသားစုဝင်တယောက်ချင်းစီတိုင်းကိုကျွန်တော်အဖေခံစားခဲ့ရတာထက်အစပေါင်း1000မကပိုပြီးခံစားရအောင်လုပ်ပြမယ်ပြောပြီးတာနဲ့ကျန်းလင်ဟာလှည့်ထွက်ဖို့ပြင်လိုက်ပြီးစာချုပ်ကိုစပွဲပေါ်မှာထားလိုက်တယ်စာချုပ်ကိုဒီမှာထားခဲ့မယ်မနက်ဖြန်ညနေလေးနာရီမတိုင်ခင်ခမည်းတို့ရဲ့လက်မှတ်ကိုကျွန်တော်မြင်ချင်တယ်ကျန်းလင်တယောက်အခန်းထဲကနေကြောခိုင်းထွက်ခွာသွားချိန်မှာတော့ချမ်းမီသားစုသားအမိ3ယောက်စလုံးဟာကြောက်ရွံ့တုန်လှုပ်ပြီးဘာလို့ရမှန်းမသိပဲနိုင်ကြံရစ်ခဲ့တယ်ကျန်းလင်ရဲ့စနစ်တကျကလဲစားချေမှုတွေကြောင့်ချမ်မီသားစုရဲ့ဘဏ်အကောင့်တွေ credit card တွေအားလုံးအပိတ်ခံလိုက်ရပြီးနေစရာအိမ်ပါမကျန်ဆုံးရှုံးမဲ့အခြေအနေရောက်သွားခဲ့တယ်။ကုမ္ပဏီလည်းပြိုလဲလူနီးပါးဖြစ်အကျွေးရှင်တွေကလည်းဝိုင်းဝန်းတောင်းဆိုနေတယ်။ချမ်မီသားစုရဲ့အမေဖြစ်သူဟာနောက်ဆုံးမှာတော့သားဖြစ်သူကိုခေါ်ပြီးကျန်းလင်ရဲ့ကုမ္ပဏီရုံးချုပ်စီကိုမျက်နှာငယ်လေးနဲ့လာရောက်အသနာခံဖို့ဆုံးဖြတ်လိုက်တယ်။ကျန်းလင်ရဲ့ခန်းသားထဲဝါလာတဲ့ရုံးခန်းထဲကိုဝင်လာတဲ့အခါကျန်းလင်ကတော့သူတို့သားမိကိုအဖက်မလုပ်တယ်လို့မျိုးတည်ငြိမ်အေးဆက်စွာထိုင်နေတယ်။ကျန်းလင်မင်းငါ့ကိုဘာလုပ်စေချင်လို့လဲ။ဘာလုပ်ပေးရင်မင်းငါတို့ချမ်မီသားစုကိုလွှတ်ပေးမှလဲ
ကျန်းလင်ကလက်ထဲကဖောင်တိန်ကိုစပွဲပေါ်ညင်သာစွာချလိုက်ပြီးအေးဆက်ဆက်အကြည့်တွေနဲ့စိုက်ကြည့်ကပြောတယ်။ခမရဲ့ချွေးမဖြစ်သူစုံမိသားစုရဲ့ကိစ္စတွေအားလုံးကိုအခုရှင်းရှင်းလင်းလင်းသိသွားပြီ။ခမသားကိုခေါ်ပြီးဒီမျိုးကနေအပြေးပိုင်ထွက်သွားပါဘယ်တော့မှပြန်မလာနဲ့တော့။ဒီစကားကိုကြားတော့အခန်းထဲမှာအတူရှိနေတဲ့ချမ်းမိသားစုရဲ့သားဖြစ်သူကဒေါသတကြီးနဲ့ရှေ့ကိုတိုးလာပါတယ်။ကျန်းလင်မင်းကဘာမို့လို့ငါတို့ကိုဒီမျိုးကနေမောင်းထုတ်ရတာလဲ။ကျန်းလင်ကထိုင်ကုန်မှာမိထိုင်ရင်းတင်းငိမ်စွာနဲ့အချက်ကြကြတုံ့ပြန်လိုက်ပါတယ်။မင်းအမကလည်းအဝတ်တထည်ကိုတစ်ခုနဲ့အိမ်ကဆင်းသွားရပြီ။ပိုင်ဆိုင်မှုတွေအားလုံးကငါစီရောက်လာပြီ။မင်းမှရှိတဲ့အကျွေးတွေအပြင်အခုလိန်လေလက်ထက်မှုအရှုပ်တော်ပုံပါထပ်တိုးလာအောင်မယ်။မင်းတို့အတွက်ဒီမျိုးမှာဘလို့မှရှင်တန်ခွင့်မရှိတော့ဘူး။ကျန်းလင်ရဲ့ပြတ်သားတဲ့စကားတွေကြောင့်အခြေအနေကိုရိပ်မိသွားတဲ့အမေဖြစ်သူဟာသားဖြစ်သူကိုတားဆီးပြီးကျန်းလင်ရဲ့ရှေ့မှာမျက်ရည်တွေစီးကြလျက်ဒူးထောက်တောင်းပန်နေ။ငါမင်းကိုတောင်းပန်ပါတယ်။ငါသားဟောက်အောင်ကိုတော့အသက်ရှင်တန်ခွင့်ပေးပါ။သူပေးရမယ့်အကျွေးတွေအားလုံးကိုငါပဲဆက်ပေးပါမယ်။သူမဟာလေဘင်းကကြောက်စိမ့်ဆွဲကြိုးကိုချွတ်ပြီးကျန်းလင်ရဲ့စပွဲပေါ်ကိုတုံတုံရီရီနဲ့တင်လိုက်တယ်။ဒီဆွဲကြိုးကလွန်ခဲ့တဲ့နှစ်နှဲငယ်တုန်းကမင်းကိုယ်တိုင်နှစ်တကူမှာလူကြီးတွေအတွက်လုပ်ပေးခဲ့တဲ့ဆွဲကြိုးလေးအနည်းဆုံး3,000ကျော်တန်ပါသေးတယ်။ဒါလေးနဲ့အကျွေးကိုခုနှိမ်ပေးပါနော်။ကျန်းလင်ကစပွဲပေါ်ကကြောက်စိမ့်ဆွဲကြိုးကိုစိုက်ကြည့်ရင်ဘာစကားမှမပြောပါဘူး။နောက်ဆုံးမှာတော့ချမ်းမီသားစုသားမိဟာတက်ပြင်းချရင်ရုံးခန်းထဲကနေစိတ်ပြက်လက်ပြက်နဲ့ကြောခိုင်းထွက်ခွာသွားကြတယ်။ရုံးခန်းတကားပိတ်သွားတဲ့အခါမှာတော့ကျန်းလင်ဟာစပွဲပေါ်ကကြောက်စိမ့်ဆွဲကြိုးကိုကြည့်ပြီးမျက်ဝန်းထဲမှာခန်းစားချက်အပြည့်နဲ့ရေရွတ်လိုက်ပါတယ်။အဖေမြင်နေရရဲ့လား။ချမ်းမီသားစုတစ်ခုလုံးအခုပြိုလဲပျက်စီးနေပြီအဖေ။အပြင်မှာမိုးသက်မုန်တိုင်းတွေပြင်းထန်စွာတိုက်ခတ်နေသလိုပဲ။ချမ်းမီသားစုရဲ့ပျက်စီးယိုယွင်းနေတဲ့ရုံးခန်းဟောင်းလေးထဲမှာလည်းတားဖနှစ်ယောက်ကြားကတင်းမာမှုတွေကအထွတ်ထိပ်ကိုရောက်ရှိလိုနေပါတယ်။ချမ်းမီသားစုရဲ့သမီးဖြစ်သူဟာစပွဲမှာစိတ်ပြက်လက်ပြက်ထိုင်နေတဲ့ဖခင်ဖြစ်သူချမ်းဥက္ကဋ္ဌရဲ့ရှေ့ကိုရှောက်လာပြီးဇလန်းကိုစတင်လိုက်တယ်။အဖေသမီးအဖေကိုစကားနည်းငယ်လောက်ပြောချင်လို့ပါ။ချမ်းဥက္ကဋ္ဌကမျက်လုံးမှာဒဏ်ရာနာတရားတွေနဲ့လက်ထဲကဖောင်တိန်ကိုကင်ထားရင်းသမီးဖြစ်သူကိုမော့ချီကမကြေမနက်ရေရွတ်တယ်။မင်းမေနဲ့မင်းမောင်ဟောက်အားတို့ကျန်းလင်စီကိုသွားပြီးဒူးထောက်အတနာခံခဲ့ကြတယ်ဆိုတာမင်းသိလား။သမီးသိပါတယ်။ဒါကြောင့်သမီးကအဖေကိုလည်းကျန်းလင်စီသွားတွေ့စေချင်တာ။ဒီစကားကိုကြားလိုက်ရတဲ့အခါမှာတော့ချမ်းဥက္ကဋ္ဌကစပွဲကိုဒေါသတကြီးရိုက်လိုက်ပြီးအော်ဟစ်တယ်။ငါကဘာလို့သူ့ကိုသွားတွေ့ရမှာလဲ။ငါကဘာလို့လဲ။သူကငါရဲ့ချမ်းမီသားစုမှာခွေးတကောင်လိုနေခဲ့ရတဲ့အောက်ခြေလူတန်းစားကောင်ပဲဟာကိုငါကဘာလို့သူ့ကိုသွားပြီးအညံ့ခံရမှာလဲ။အဖေအခုကုမ္ပဏီရဲ့အကောင့်ထဲမှာပတ်စံတပြားမှမရှိတော့ဘူး။လာမယ့်လဝန်ထမ်းတွေရဲ့လစာတောင်ပေးဖို့မရှိတော့တဲ့အခြေအနေဖြစ်နေပြီ။ကုမ္ပဏီမှာပတ်စံမရှိတာ။အားလုံးကကျန်းလင်ရဲ့လက်ချက်ပဲ။သူကငါတို့ရဲ့မိဖက်ကုမ္ပဏီတွေအားလုံးကိုဒုက္ခပေးပြီးဖောက်တယ်တွေကိုပါတမင်တက်တက်လူယူသွားခဲ့တာ။သူကငါ့ကိုဒူးထောက်လာအောင်အကြက်ကင်နေတာ။ဒါပေမဲ့ကုမ္ပဏီရဲ့စီမံကိန်းတွေနည်းပညာတွေနဲ့လူဝင်အားတွေအားလုံးကပြီးခဲ့တဲ့နှစ်တွေအတွင်းကျန်းလင်ကိုယ်တိုင်တစားစီစုဆောင်းတည်ဆောက်ခဲ့တာလေ။သူထွက်သွားပြီးတဲ့နောက်ဒါတွေအားလုံးကသူ့နောက်ကိုပဲပါသွားခဲ့တာ။ကုမ္ပဏီနောက်ကိုပါမလာဘူး။ချမ်းဥက္ကဋ္ဌကမျက်လုံးချင်းစိုက်ကြည့်ပြီးတန်တရားစိတ်နဲ့မေးပါတယ်။ဒီစကားတွေကကျန်းလင်ကမင်းကိုပြောခိုင်းလိုက်တာလား။မဟုတ်ဘူးအဖေ။သမီးသိချင်တာကလွန်ခဲ့တဲ့နှစ်တွေတုန်းကအဖေကုမ္ပဏီပိုင်ငွေတွေကိုအလွဲသုံးစားလုပ်ပြီးတခြားကောင်းတွေနဲ့လွှဲပြောင်းခဲ့တဲ့ကိစ္စတွေကိုအဖေဘယ်လိုလုပ်ခဲ့လဲဆိုတာပဲ။မင်းကအခုငါ့ကိုလာပြီးအပြစ်ရှာစရင်ရှင်းနေတာပေါ့ဟုတ်လား။သမီးကအမှန်တရားကိုပဲသိချင်တာပါ။အဖေသူ့အပေါ်ကျူးလွန်ခဲ့တဲ့အကျွေးတွေကိုကျန်းလင်ကခွင့်လွှတ်ပေးခဲ့ရင်တော့သမီးကတော့ဘာမှမဖြစ်ခဲ့သလိုမျိုးမျက်ကွယ်ပြုမထားနိုင်ဘူး။ချမ်းဥက္ကဋ္ဌကစပွဲပေါ်ကစာရွက်စာတမ်းတွေကိုဒေါသတကြီးလွှင့်ပစ်လိုက်ပြီးအော်ဟစ်ပါတော့တယ်။မင်းကအပြင်လူဘက်ကရက်တီပြီးငါ့ကိုလာအပြစ်တင်နေတာလား။ငါမင်းတို့ကိုဘာမှအကျွေးမတင်ဘူး။အဖေသူ့အပေါ်တင်နေတဲ့အကျွေးကအသက်တစ်ချောင်းအကျွေးအဖေမိဖြစ်သူရဲ့ပြတ်သားလာတဲ့စကားလုံးတွေကြောင့်ချမ်းဥက္ကဋ္ဌတယောက်စွန့်သွားတယ်။ပြီးတော့ကလထိုင်ပေါ်ကိုစိတ်ပြက်လက်ပြက်ပြန်လဲထိုင်ချလိုက်ပါတော့တယ်။စပွဲပေါ်မှာတော့ကုမ္ပဏီဖြတ်သိမ်းကြောင်းအကြောင်းကြားစာတွေနဲ့အတူပြခွက်ထဲကစစ်လိတ်တူတွေကချမ်းမီသားစုရဲ့ညီကုန်းကိုပြသနေတယ်လို့ပါပဲ။ချမ်းမီသားစုရဲ့သမီးဖြစ်သူဟာကျန်းလင်ရဲ့ရုံးခန်းစီကိုလှုပ်ဝက်စွာရောက်ရှိလာပြီးသူမရဲ့မောင်ဖြစ်သူနှင့်မိခင်ဖြစ်သူတို့ကျန်းလင်ကိုထောင်ချောက်ဆင်ဖို့ကြံစည်ခဲ့တဲ့တပ်တွေထောက်ထားတွေကိုလာရောက်လွှဲပြောင်းပေးအပ်တယ်။ဒါတွေအားလုံးကဟောက်အားကရှင့်ကိုဖောက်ပြန်နေဆိုပြီးအကွက်ဆင်ဖို့ခိုင်းစေခဲ့တဲ့လှုပ်ဝက်ချက်တင်စကားပြောမှတ်တမ်းတွေအားလုံးပဲ။သူမကစာရွက်စာတမ်းတွေကိုကျန်းလင်ရဲ့ရှေ့ကိုတိုးပေးလိုက်ပြီးဆက်ပြောတယ်။ကျမတို့သဘောတူထားတဲ့အဖိုးအခါက3,000ပါ။အစောပိုင်းက1,000ပေးထားပြီးပြီ။ကိစ္စပြီးရင်တော့ကျန်တဲ့2,000ထပ်ပေးရမှာ။ကျန်းလင်ကစာရွက်စာတမ်းတွေကိုတေချာစစ်ဆေးရင်းနဲ့သူမကိုမေးလိုက်ပါတယ်။မင်းဘာလို့ငါ့ကိုလာကူညီတာလဲ။ဘာလို့လဲဆိုတော့အဲ့ဒီပတ်စံတွေကအခုထိကျမစီရောက်မလာသေးလို့ပါ။ပြီးတော့ကျမအဖေလည်းအရင်တုန်းကယောဂကြီးတစ်ခုခံစားခဲ့ရဘူးလေ။အဲ့ဒီတုန်းကဈေးကူးဖို့ပတ်စံမရှိခဲ့ဘူး။ရှေ့ရဲ့အခြေအနေကိုမြင်တော့ကျမကိုကျမစိတ်အေးချမ်းမှုရအောင်လာကူညီတာပါ။ရှင်လိုချင်တဲ့တက်တွေနဲ့စကားပြောမှတ်တမ်းတွေအားလုံးကိုကျမပေးနိုင်ပါတယ်။ကျန်းလင်ကစာရွက်စာတမ်းတွေကိုတင်စီလိုက်ပြီးကျေးဇူးတင်စကားပြောပါတယ်။မဆုပ်ကျေးဇူးတင်ပါတယ်။ဥက္ခရာကျန်းအဲ့ဒီလူဆိုးတွေအားလုံးသူတို့ရဲ့ဝကြွေးကိုပြန်ခံရပါစေ။ရက်အနှဲငယ်ကြာပြီးနောက်တရားရုံးကနေစိတ်ပြက်လက်ပြက်နဲ့ချမ်းဥက္ကဋ္ဌနဲ့သူ့ရဲ့ရှေ့နေဟာလမ်းလျှောက်လာတယ်။ချမ်းဥက္ကဋ္ဌဟာဒဏ်ရာတွေတုတ်ကောက်တစ်ခုနဲ့အဖိုးကိုတယောက်လိုရုန်းကန်နေရတယ်။သူတို့တင်ပြလာတဲ့အတန်ဖိုင်တွေစကားပြောမှတ်တမ်းတွေအားလုံးကအချိန်နဲ့တပြေးညီကိုက်ညီနေပါတယ်။ပြီးတော့မဆုံးရဲ့တက်တွေထွက်ဆိုချက်တွေကလည်းခိုင်မာနေတာကြောင့်တရားရုံးကဒါကိုတက်တွေအဖြစ်လက်ခံလိုက်ပါပြီ။ဥက္ကဋ္ဌချန်ကမျောလင်းချက်မဲ့နေသောလေတံနဲ့ဒါဆိုရှယ်ယာလွှဲပြောင်းတဲ့အမှုကရောမပြီးသေးဘူးလားလို့မေးလိုက်တယ်။ဒီကိစ္စကကုမ္ပဏီသေးလေးတွေနဲ့ပဲဆိုင်ပါတယ်။ဥက္ကဋ္ဌကြီးရဲ့အခုရင်ဆိုင်နေရတဲ့ပြဿနာအကြီးကြီးတွေကိုတော့မဖြေရှင်းနိုင်ပါဘူး။
ချန်ဥက္ကဋ္ဌဟာကောင်းကင်ကြီးကိုမော့ကြည့်ပြီးတက်ပြင်းချကနောက်ဆုံးပိတ်စကားကိုအားဟင်ကုန်ခန်းစွာပြောလိုက်ပါတော့တယ်။ကုမ္ပဏီကိုပြန်ပြီးနောက်ဆုံးစီစဉ်စရာရှိတာတွေသွားစီစဉ်ကြစို့